မင်္ဂလာပါ3 minute tips အတွက် September လရဲ့ system update Android 16 QPR1 မှာပါလာတဲ့ Alansa Material 3 feature တွေကတချို့ကိုအပိုင်းတဲ့အရင်နဲ့ဝေမျှပြီးသွားမှာပါဒါကတော့ကျွန်တော်စိတ်ကြိုက် customize လုပ်ထားတာကိုနမူနာအရင်နဲ့ပြပြဖတာပါ quick setting မှာဘာတွေပါလဲကြည့်လိုက်ကြရအောင် quick setting က times လို့ခေါ်တဲ့အဖွင့်အပိတ်လေးကို categories အလိုက်စူးစီးပေးသွားတာကိုသဘောကျမိတယ် connectivity အောက်မှာ internet aeroplane mode တွေကိုသူ့ခေါင်းစဉ်အလိုက်စူးစီးလိုက်တယ် utilities display privacy accessibility from system apps from apps you install စတဲ့ categories အလိုက်သူ့အုပ်စုနဲ့သူစူးစီးလိုက်တာအရန်အဆင်ပြေတယ်လို့ကြည့်ရတာလဲရှင်းလင်းသွားလို့လိုတိုးပိုလျှော့စိတ်ကြိုက် customize လုပ်လို့ရတာမိုက်တယ်အချိန်ကုန်တတ်တာတယ်ဗီဒီယိုထဲမှာ quick setting က times တွေကိုအကြီးအသေးလိုတလို့လုပ်ပြထားပါတယ် customize လုပ်ထားတာကိုပြန်ကြည့်ကြရအောင်နောက်တစ်မျိုးထပ်ဆန်းပြပါမယ်ကြိုက်တဲ့ပုံစံလေး customize ထပ်လုပ်ပြထားပါတယ်နောက်ထပ်သဘောကျတဲ့ဟာကကိုလိုချင်တဲ့ဟာဘေးကအပေါင်းပုံစံလေးကိုနှိမ်ပေးလိုက်ရင် quick setting မှာအလိုအယောက်ရောက်သွားတာပဲအရင်လိုဖိဆွဲပြီးသွားထည့်စရာမလိုဘူးဘလို့လဲဆိုတာမြင်သွားအောင်စမ်းပြပါမယ်နိုင်လိုက်ဘေးကပေါင်းကိုနှိပ်လိုက်တာနဲ့ quick setting တဲ့ auto ရောက်သွားပါတယ်တွေးတဲ့အတိုင်းရောက်နေပါပြီ Chat GPT ကိုနှိပ်လိုက်မယ် quick setting မှာ auto ရောက်နေပါပြီပြီးတော့ကိုမလိုချင်ဘူးဆိုရင်လည်းအနုပုံလေးကိုနှိပ်ပြီး ver လို့ရတယ်ဗီဒီယိုထဲမှာကြည့်ရပို့ရှင်းပါတယ် အုပ်ဆုံးက two apps are active ဆိုပြီးပေါ်နေပါတယ်။ဘာကိုပြလဲဆိုတော့ background မှာ app နှစ်ခု run နေတာကိုအတီးပေးတာပါ။အိစာကိုနှိပ်လိုက်ကနဲ့ဘယ် apps run နေလဲဆိုတာပြပြတယ်။ run နေတဲ့ apps ကိုမလိုအပ်ဘူးပိတ်ချင်တဲ့ဆို stop ကိုနှိပ်ပေးရုံပဲ။အစားက two apps are active ပြနေတာကနေတစ်ခုကို stop လုပ်လိုက်တော့ one app is active ဆိုပြီးပြပြတယ်။အဆင်ပြေတယ်နော်။ မိတ်ဆွေတို့လည်းကိုယ့်ရဲ့ Google Pixel ဖုန်းကိုကိုယ်စိတ်ကြိုက် customize လုပ်ကြည့်ကြပါကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်ဆောင်ကြတာပေါ့